နေတူဝဲရှိကိုမပြီးတာပြန်ပြီးခရစ္စတီယာနိုထိန်းထားသေးတယ်ရိုနယ်ဒိုလူကျိုးနေရလားno လူကျိုးနေပြီးတာပြန်သေးတယ်ခေါင်းတိုက်ပြီးပိတ်တော့မှာပိတ်ပြန်ပြီးဂိုးပြီးဆရာရေး Perisic ပါလက်ရှိမှာတော့ကွင်းထဲမှာကျွန်တော်ဘောနော်အသက်အရွယ်ရနေပြီဆိုပြီးမဲ့တယ်လို့ Perisic ကတော့ဂိုးသွင်းသွားပြီဆရာကြီးခရိုအေးရှားအတွက်ခရိုအေးရှားပဲထိုးပြီးလာသေးတယ်အလူကြီးပဲဂိုးပြန်ပြီးဆရာသမားတွေလူမကျုံးတင်နေလူကျုံးနေရလားပင်နယ်ဒီပေးလိုက်ပါပြီဆရာကြီးပင်နယ်ဒီခရစ္စတီယာနိုရိုနယ်ဒိုပင်နယ်ဆရာရေးစီလက်ရှိလောတဲ့မှာတော့1-1ပြန်ဖြစ်သွားပါပြီပေါ်တူဂီကအဲ့တော့ကဂိုးပါမှာဂိုးတယ်ဆရာရေးတဲ့ဘာတော့ဟာလူကျုံနေလားပေးတာပြန်ပြီကောက်တာပြီအနိုင်ကိုဖြစ်စေမယ်လို့ပြောလို့ရမယ်ဂိုးကိုသွင်းပေးသွားပြီဆရာရေး2-1မှာဆရာသမားတွေရေး2ဂိုးပြီဆရာရေးယွန်စကိုဂမာရီယိုလူစားဝင်လာတဲ့ယွန်စကိုဂမာရီယိုပေါ် Oh no ဒါလေးနေလူကျုံးနေတယ်အဲ့ဒါကဲဆရာသမားတွေရေးပွဲပြီးလို့သွားပါပြီပေါ်တူဂီရဲ့ဘက်ကတော့ကန်ကောင်းထောက်မှမှုများစွာနဲ့ကျွန်တော်တို့ဒါ16သင်းစင်ကိုတက်သွားပါပြီခရိုအေးရှားတော့စိတ်မကောင်းကြပါ